Hello မင်္ဂလာပါကျွန်တော်နာမည်ကအောင်လို့ခေါ်ပါတယ်ကျွန်တော် online ပုံမှာဘယ်လိုမွေးရှားအောင်လဲဆိုတော့ကျွန်တော်လေ့လာနေပါတယ် online ပုံမှာဝင်ဖန်တီးဖို့ဆိုတာကျွန်တော်တို့ဖုန်းတစ်လုံးရှိုံနဲ့ကျွန်တော်တို့ရဲ့ဝင်ကိုဖန်တီးလို့ရနိုင်ပါတယ် YouTube TikTok Facebook ပုံမှာစက်ဝင်ကြတဲ့အရာတွေကိုဗီဒီယိုဖန်တီးပြီးတော့ကိုယ့်ရဲ့ဝင်တစ်ခုကိုဖန်တီးလို့ရနိုင်ပါတယ်ကိုတက်မြတ်ထားတဲ့ပညာတွေကိုဗီဒီယိုဖန်တီးကိုတက်မြတ်ထားပညာတွေကိုလိုတက်မြတ်ထားတဲ့အရာတွေကိုလူတွေသိအောင်ဗီဒီယိုတွေဖန်တီးပြီးတော့ဝင်ရှာလို့ရပါတယ်ပြီးတော့ကိုကဗီဒီယို editing လောက်တဲ့ဆိုတဲ့ဗီဒီယို editing တွေဖန်တီးပြီးတော့အရှာလူတွေကိုရောင်းချပေးလို့ရပါတယ် TikTok YouTube Facebook ပေါ်မှာဗီဒီယိုတွေတင်ပြီးတော့လူတွေစက်ဝင်ကြတဲ့အရာတွေကိုဗီဒီယိုဖန်တီးပြီးတော့တင်လဲကိုယ့်ရဲ့ဝင်လမ်းကြောင်းတစ်ခုကိုတခြားရနိုင်ပါတယ်ကိုတက်များထားတဲ့ဗီဒီယိုဖန်တီးနည်းတွေကိုအခြားလူတွေသိအောင်လုပ်ပြီးတော့လဲရောင်းချအခြားလူတွေကိုရောင်းချပေးလို့ရပါတယ်ကျွန်တော်လည်းအခုမှလေ့လာနေပါတယ်ကျွန်တော်လေ့လာရင်းနဲ့ပဲကျွန်တော်ဗီဒီယိုတွေဖန်တီးတော့မယ်ခင်ဗျာ